ကားမီလောင်တာတွေတော့ကျွန်တော်တော်တော်များများမြင်ဘူးတယ်ဒါပေမဲ့ကားမီဘယ်ကနေစလောင်တာဘယ်လိုလောင်တာလဲဆိုတော့တော်တော်များမသိကြအောင်ဒီကားလေးကိုတစ်ချက်ကြည့်လိုက်ဒီကားဆိုရင်ဒါဘယ်ဒီအိုကနေလာတဲ့ main ကြိုးတုပ်က body frame နဲ့ဝင်ထွက်လာတာဒီ frame နဲ့ဒီကြိုးကရှပြီးတော့ကျွန်တော်တို့ဒါကြိုးကပေါက်ပြီးတော့ဘေးကို short ဖြစ်သွားတာပေါ့နော်မီလောင်တဲ့ကားရင်မှာအငင်ကြောင်မီလောင်တာနဲတယ်ဝါရင်းတွေကြောင်မီလောင်တာများတယ်ဒါကြောင့်ဝါရင်းပိုင်းတွေကနည်းနည်းလေးမှပေါ်စားလို့မရဘူးတခြားလေး view site ကျွမ်းကျင်တဲ့သူလည်းပြပြီးပြင်ဖို့လိုတယ် 你也没读懂？哦， main view 看没来的好，main view 画皮大的，这龙木路雷射过他啦的。 အချုပ်ကောင်းတာတွေဆိုလို့ရှိရင်ဘယ်လိုလုပ်တယ်လဲဆိုတော့ main view တွေခဏခဏပြက်လို့ဆိုတော့အဲ့ view နေရာကိုသူကဝါကျိုးအတုပ်ကြီးချီထားတချို့ဟာတွေဆိုရှိသေးတယ် view တွေခဏခဏပြက်လို့ဆိုအဲ့ view ကိုသူကဝါယာမင်းတွေနှစ်ထပ်သုံးထပ်ပတ်ပြီးတော့တက်ထားကြရှိတယ်ဒါတွေကတကယ်တော့ view ပြက်တယ်ဆိုကြတဲ့ကသူက short တော့ပါဒီနေရာမှာရှိနေတယ်တော့ပဲအဲ့ကြတော့အဲ့ဟာလေးကိုတခြားရှာပြီးပြင်ဖို့လိုတယ်မပြင်မဲထားလို့ရှိရင်ဟိုခုနပြောရမလို့အပ်တဲ့ဟို short ဖြစ်တာတွေဒီလောက်နိုင်ဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကိုယူဆိုင်ဖို့လိုပါတယ်